ဒီကြားထဲမှာလူငယ်တွေရဲ့နာကလည်းပျောက်ဆုံးရင်းရတချို့ဆိုလည်းဖာတယ်ဖြစ်လို့ဖြစ်အဲ့လိုဖြစ်သွားဒါတခုပြောချင်တာပါဆိုဂျာဖြစ်တော့နော်ဒီမှာရှိတဲ့ချုပ်လူပြောထွေးစိုးအမြဲတမ်း story ကမေးလို့မြန်မာနိုင်ငံနေဘာမှမြန်မာနိုင်ငံနေကြီးလာမလို့ပါငါလုံးဝမြန်မာနိုင်ငံမင်းတို့ပြောရုံနဲ့ဘယ်တော့တိုးတက်နေလို့လဲလူငယ်တွေရဲ့အနာဂတ်ပိတ်နေလူငယ်တဲ့အိမ်မက်တွေအကောင့်တွေပေါ်လာဖို့စောင်းခတ်တဲ့နိုင်ငံတွေအမှအဲ့ကြောင့် trace မင်းတို့ပြောမင်းတို့စောပေါ်နိုင်ငံမှာမနေနဲ့တဲ့ပြောလေနိုင်ငံခြားထွက်အဲ့ဒါသူတကယ်ပြောဟာတော့တော့မဟုတ်ဒီမြန်မာနိုင်ငံပိတ်မိနေကိုတကယ်ပြောတာကိုမြန်မာနိုင်ငံတိုး material ကိုတိုက်တာမဟုတ်နော်ဟိုပြောချင်တဲ့မျိုးကမြန်မာနိုင်ငံမှာနေမင်းတလဘယ်လောက်ရှာလို့ရမှာnormal ပေါ့နော်နေလားငါလားနေတဲ့လူတွေဟိုလမ်းကြောင်းရှိတဲ့လူတွေတော့မပြောတတ်ဘူးပေါ့နော်သူကသူ connection ရှိကောင်တော့ကိစ္စမရှိလေဥပမာကျွန်တော်ပြောတာအခြေခံလွန်းဆိုင်ပြောအခြေခံလွန်းဆိုင်အေးဘာမှမရှိဘူးကကျွန်တော်မှန်တယ်ပြောချင်တာမြန်မာပြည်ကနေထွက်ဆိုတော့ပြောချင်မိကဲငါတို့မြန်မာပြည်တိုးတက်လဲငါထွက်စီအကြောင်းမရှိဘူးမြန်မာပြည်ကနေတခြားနိုင်ငံမှာကျွန်သွားခံစရာအကြောင်းလည်းမရှိဘူးမြန်မာပြည်တိုးတက်နေအခုကတိုင်းပြည်မတိုးတက်တော့တိုးတက်နိုင်ငံမှာငါတို့ကကျက်စားရှင်တန်ဖို့အတွက်လိုအပ်တယ်ငါတို့ရဲ့အနာဂတ်လိုအပ်တယ်သူတွေတောက်ပြဖို့လိုအပ်တယ်အဲအကြောင်းကတိုင်းပြည်ကနေထွက်ခိုင်းအလကားမဟုတ်ဘူးတချို့အနာဂတ်ရှိမေးဖာတယ်ဖြစ်နေပြီအကုန်လုံးအဲ့နောက်ဆက်နေပဲငါပြောချင်တာမေဘောတန်ဖိုးထဖာတယ်ရှောင်းမလုံးနဲ့မင်းကလေးကိုဘကိုတန်ဖိုးထကလေးမတွေကိုဘကိုတန်ဖိုးထအဲ့လိုဖာတယ်လဲရှောင်းမတင်နဲ့မေလို့မင်းလှုပ်ဆိုင်အေးစိမ့်ညင်နေလှုပ်စားအဲ့လိုပတ်စံဘလောက်ရဘာညာငွေနဲ့အလုံးမလုံးပေးတော့ Telegram လာရှောက်မပြောနဲ့ Telegram တို့ TikTok တို့မှာဘလူးပြန်တယ်နော်အဲ့လောက်ငါပြောချင်တာရှောက်မပြောနဲ့ရှင်းပါဟိုဗာလေမင်းဟိုချိတ်ဆက်ရေးအကုန်လုံးလီရဲ့ချိတ်ဆက်ရေးအကုန်လုံးတိတ်ခဲတွေအဲ့လိုမင်းတို့ကိုစင်းတော့ကိုနေမင်းတို့ရုပ်ကြားတော့ဘယ်သူကယူတော့မှာလဲမင်းတို့ကောင်းတယ်ယူတော့ပါလဲလုံးဝတော်သားဘာမှမသိတဲ့ကောင်ဟိုအဲ့လိုကောင်ပဲယူလိုက်မယ်မင်းတို့အတိတ်ကိုတီးတဲ့ကောင်လီးတော်ယူအောင်မဟုတ်တော့လုံးဝတကယ်ပြောတာအဲ့ဒါ trace နိုင်ငံထက်က trace စိတ်မဆို trace ကစေတာနဲ့ပြောပြကွာမင်းတို့ကောင်းစားစေခြင်းလို့ပေါ့ကွာမင်းတို့မကောင်းစားခြင်းမင်းတို့ကျွန်တော်ဆက်နေပြီးကျွန်းဆက်ကံမသိရဘူး at least နိုင်ငံရထွက်ရင်ကိုတော့ safe ဖြစ်တယ်မင်းညတကောင်ရင်ချိန်မှာတွားမလားတွားလို့ရအခုမင်းမြန်မာပြည်မှာတွားကြည့်လေပေါ်တာဆွဲကံတေချာပေါက်ပဲဟောအဲ့ကြောင့်ပြောချင်တာထွက်ခိုင်းငါတို့လည်းတိုင်းပြည်ကောင်းတော့မထွက်ပါဘူးအေးလေအဲ့ဒါပဲလေပြောတော့ကျွန်းခံစရာလည်းအကြောင်းမရှိဘူးသူများတိုင်းပြည်မှာပြောချင်တာကောင်းဖို့အတွက်လည်းခွင့်ရှိခဲ့ပြီမဲ့အေးလို့တွေခေဆက်မအေးလို့တွေအကုန်လုံးလီးပဲဒါအကောင်တွေဖန်တီးလို့ငါတို့အခုဒီတိုင်းပြည်ထွက်နေရကိုတိုင်းပြည်ကတော့ကိုမနေရဘူးပြီးမြန်မာနိုင်ငံပြောတာတခုရှိမြန်မာနိုင်ငံရှေ့ကောင်မင်းတို့ကောင်တွေမြန်မာနိုင်ငံပြန်တဲ့နိုင်ငံခြားသားတွေထွက်မစ်စပမင်းတို့မြန်မာနိုင်ငံဒီမြန်မာနိုင်ငံရှေ့ပြန်တဲ့ဘာလုပ်ပေးခဲ့လို့လဲအပြန်တက်ထွက်တဲ့အကြောင်းရတယ်ဟိုအဲ့ပြောရမှာလေဆက်လေမြန်မာနိုင်ငံပြန်တဲ့အများကြီးပဲ NASA မှာလည်းရှိတယ် Google မှာလည်းရှိတယ် Tesla မှာအကုန်ရှိတယ်ဘာလို့မြန်မာနိုင်ငံပြန်လာပြီးဘာလို့ကူညီမလဲဘာလို့ဆိုမင်းတို့မြန်မာနိုင်ငံမကောင်းလို့ကွာရှင်းမဟုတ်ပြီလားတဲ့ပြောလိုက်မယ်ကူညီပေးရင်လည်းတဲတဲ့ရည်တုံပဲရှင်းလေအေးဟုတ်တယ်ဘာမှမရောက်တဲတဲ့ရည်တုံအခါမတင်ကိုအသက်ပါဆုံးရှုံးသွားတာပဲအေးဒါပဲလေအေးပြန်တက်တယ်အများကြီးမရှိမှရှိတယ်ဆရာတို့အများကြီးရှိတယ်ပြန်တက်တယ်ဝက်ရှောက်တက်နေတာကွာအေးအဲ့ဒါပြဿနာဒီနိုင်ငံမှာစကားမဆက်ပြောမယ်ဘာလို့ကားမောင်းနေဖြစ်စီဘာလို့ safetyလောက်ရမယ် first ပဲဘာမှမဆို first ပဲဘာမှလုံးမချုံမှုမရှိတဲ့နိုင်ငံမှာဘာလာလို့ဘာအကျိုးရှိမှာတော့တဲတဲ့ရေတုံမလေငါပြောချင်တာတေချာပေါက်ပဲလေမေလို့စစ်ဆိုးရတယ်ကသူတို့ထက်တော်မအောင်မကြိုက်အေးမလာဘူးလားကွာအေးတတ်တယ်ကွာတစ်ခါကျရင်ယာထူးတွေကထုတ်ပြစ်တယ်ငါပြောလို့နေငါလုပ်တယ်လို့ငါလုပ်လို့နေအဲ့လိုစောက်တုံးတွေပဲပုံများစေချင်တယ်စောက်တုံးအေးအဲ့လိုစောက်တုံးတွေများတော့သူတို့ကပို့ပြီးတော့ဘယ်လိုပြောမလဲအာနာပို့ချုပ်လို့ပို့လဲဝါပေါ့အေးသူတို့ရဲ့ legacy ပို့ကြဝါပေါ့အေးဥမာ legacy က short term ဆိုတော့ long term ကိုထားရတာပေါ့ရတတ်တယ်နောက်ဒီကြားတဲ့စစ်တွေပိုင်းအုပ်ချုပ်တော့မင်းလို့စစ်ကောင်စီကတခုလေးရှောက်လို့ပြတော့ဘိုးအေး time တော့လီးပဲနော်ငါကြိုပြောထားမယ်စစ်ကောင်စီကဘာညာဘာတဲလိုက်တော့ပြည်သူတွေဘာလုပ်ပေးနေပြီအကုန်လုံးကတမျိုးပြောင်းသွားအဲ့လိုမျိုး time လုံးနဲ့မရင်းရိုင်နဲ့ကိုအမှန်ဖက်မှာနေဆိုအမှန်ဖက်မှာပဲနေအေးဒါနဲ့ဟိုကျွန်တော်ချွေးလို့ချက်မင်းတခုရှိတယ်ဘာလဲဆိုခုနချက်ကြီးတခုပြောကျွန်တော်ကြက်ရတယ်ခုနောက်ပိုင်းကောင်မလေးမျိုးလူငယ်တော်များ materialistic ပေါ့ဥမာပကတနာမမောလာအကိစ္စ rotation နဲ့ဘယ်လိုထင်လို့ချက်ရှင်းပြလိုက်ပါလားမြတ်အမြင်ပါပကတနာမမောတဲ့လူငယ်တွေရမ်းများလာပေါ့ခုနောက်ပိုင်းဆိုဟုတ်ပကတနာကျွန်တော်ရှေ့ podcast မှာလည်းပြောပြီးတော့ပကတနာတင်ကိုတော့မပေါ့
ကျွန်တော်ပြောချင်တာ အဲ့ပကတရမမောလို့ဖာများလာကိစ္စလည်းခင်ဗျားနေတယ်ဘယ်လိုထင်နော် မဟုတ်ပတ်ဆောင်လွယ်လွယ်မရှာနဲ့လို့ကျွန်တော်ပြောချင်တယ်ခင်ဗျားတို့ရှာရခင်ဗျားယောဂရလာမယ်ဗျာကျွန်တော်ပြောချင်တာလွယ်လွယ်နဲ့ရှာရတော့လွယ်လွယ်နဲ့ရှာတဲ့ပတ်စံတွေကဘယ်တော့မှမကောင်းဘူးဗျာဟုတ်တယ် easy money နော် easy money ကလုံးဝ bro တကယ်ပြောတာလွယ်လွယ်နဲ့ကြောက်ဖို့ဆောင်းတယ်ပတ်စံတွေကလုံးဝမကောင်းခင်ဗျားတို့ဘဝပါပြတ်တယ်ဗျာခင်ဗျားတို့ဘဝပါပြတ်တယ် easy money တဲ့ consequence ရှိတယ်အေးအားကြောင့်ကျိုးဆက်တွေရှိတယ်လွယ်လွယ်နဲ့ရတဲ့ပတ်စံဘယ်တော့မှမကောင်းကျွန်တော်ပြောချင်ရတဲ့ပတ်စံကျိုးစားရှာရမယ်ချွေးနေစားအကောင်းဆုံးပဲချွေးနေစားဟာအကောင်းဆုံးပဲကျွန်တော်ပြောချင်အလွယ်လန်းနေမလိုက်နဲ့ပတ်စံရဖို့အတွက်ကိုပေါ့ကိုမဖြက်စီးနဲ့ပြောချင်နောက်ပြီးတော့ဗာလဲပြောပါခင်ဗျာခုနကကျွန်တော်မေးတာအေးခုနပြောအဲ့ဒီအဲ့ဖာကိစ္စပတ်သက်လူငယ်တွေကလူငယ်ဥမာယောက်ျားလေးတော့ပါလာ materialistic အရန်ဖြစ်လာပေါ့ဥမာနောက်ပိုင်းဆိုယောက်ျားလေးဆိုသူတို့အနာဂတ်တွေမရှိပါဥမာခါလိုက်ကလတ်တဲ့အဲ့ဒါအဲ့ဒီကိစ္စအကြောင်းရရှိဘာဖြစ်ဆိုမပွင့်ဘယ်လိုပြောရပွင့်လင်းလာတဲ့ဆိုင်လူတွေအကုန်လုံးကဒီဘက်ကိုပဲအာရုံစိုက်လာအေးဟုတ်တယ်တခြားတိုင်းပြည်ကလည်းဘာ program မှမရှိဘူးလူငယ်တွေအတွက်အေးဟုတ်တယ်အကစားနဲ့ဘာတော့အကစားဘာမှမရှိတော့ပြောချင်တာခင်ဗျားတို့ realistic လို့ကြည့်ပညာရေးလည်းဘာမှမထွန်းတောင်းနိုင်တော့အဲ့တော့နောက်ဆုံးလူတွေအကုန်လုံးကဒီဘက်ပဲလှည့်လာဒါတိုင်းပြည်နဲ့လည်းဆိုင်တယ်ဒီလိုဖာများလာတာအေးဟုတ်တယ်လူငယ်တွေလမ်းဖွင့်ပေးလိုက်ရင်တမျိုးတစ်ပုံပြောင်းလဲသွားနိုင်ဗျာကျွန်တော်ပြောချင်တာတကယ်ပြောရခင်ဗျားစဉ်းစားကြည့်ဟုတ်တယ်အရင်တော့ဆိုကွာ foreign country ကိုဥပမာကြက်တဲနေတော့နောက်ဆုံးကဒီနီလန်းပဲလားလွယ်ကူအဲ့လိုမျိုးလဲမလုပ်ဖြစ်တဲ့အဲ့ကြောင့်ဘာလာဒေါင်းတာပေါ့အေးဘာလာဒေါင်းဆိုလူငယ်တွေတိတ်ပြီးမှအုံခေါင်းမစားခြင်းဘူးအေးပတ်စံရိုက်ပြီးရောဆိုတော့နောက်ဆုံးဒီလမ်းကိုလိုက်လာအဲ့လိုမျိုးကြောင့်မဖြစ်တဲ့ဗျာတိုင်းပြည်ကလည်းမကောင်းဒါလည်းအပြစ်ပြောလို့မရဗျာအေးဟုတ်တယ်ဒါပေမဲ့မဖြစ်စေချင်ဘူးဗျာဒီလိုလူငယ်တွေအနာဂတ်ရှိတဲ့လူငယ်တွေအဓိကတော့အစိုးရကြောင့်ပေါ့အစိုးရကြောင့်ဟုတ်တယ်အစိုးရကကောင်းအောင်လုပ်ပြီးတော့အခုလူငယ်ဒီလောက်ထိလမ်းဘေးရောက်ကြပြီလမ်းဘေးရောက်စရာအကြောင်းမရှိအေးခုနောက်မှဆိုကွာပို့ပြီးငက်ပြက်လာဒါတော့ဒေါက်တာချက်ကြီးတည်ဆုံးပေါ့ဘယ်လိုလဲဆိုကျွန်တော်ဗာလဲကျွန်တော်စုတစ်ခုရလာပြီအောင်ပွဲတစ်ခုရလာပြီဆိုလက်အုပ်လေးချီပြီးတည်ရမှာဘေးနားနေဟိုဘေးမှာအပွင့်လေးနဲ့လာရအောင်ငါလုံးမဆောက်ကငါပြောပြမယ်ငါတို့ငယ်တော့ငါတို့ကြောင်းတက်တော့မြို့နယ်ရေးမှုလာပြီဟဲ့ဆိုရင်အမိုက်ကောလီးတော့မကောဘူးငါတကယ်ပြောတာစာမြို့နယ်ရေးမှုလာရဲ့အမလီးတော့မကောင်းမင်းစပ်လီးပဲရမှာငါတို့ကကြောင်းနေရပေါ်ခုံတော့လက်တာအေးလို့တယ်တကယ်ပြောတာမင်းတို့မြို့နယ်ရေးအမိုက်ကောလီးပဲငါလုံးမနောက်ပြီးတော့လောက်ချီရဒီဆိုင်မင်းတို့ကောင်လုံးမြို့နယ်ရေးမှုကောင်လုံးလီးရအောင်မင်းတို့ဖျားမို့ငါပြောချင်တာမင်းစောက်စင်မင်းတို့နေလီးမင်းတို့လာငါတော့ဖျားလို့ကိုးကွယ်လီးပဲမင်းတို့အဲ့ခေတ်လီးပဲအကုန်လုံးလီးပဲအားကြောင့်ပြောချင်တာကေတော့ငါလုံးဆရာရလုံးစောကြီးဆရာမစုပေးရမှာမစာဦးစနေဟုတ်လားအလီးမင်းအားကြောင့်လီးတော့စုမယူစားလည်းမကြိုးစားလီးပဲအားကြောင့်တကယ်ပြောစားလည်းဆောင်ညံ့တယ်စောက်ကျူးမဆိုင်နော်မြန်မာပညာရေးအနာဂတ်သုံးဝင်လားမဝင်ဘူးတကယ်ပြောတာမင်းဘာအသုံးစားလို့မရဒေါက်တာချက်ကြီးပဲကြီးတယ်လေဒါလေးကင်နိုင်မှာဘယ်ရောက်အောင်ဒီနေ့ကဘာလုပ်လို့ရဘာမရဒါပဲကြီးတမင်းငယ်ဒေါက်တာချက်ချင်းပဲကူရပါဘောအေးဒါပဲရှိကူတော်သားလေးလိုက်ကူပြီလေပြောကဲဒေါက်တာချက်ကြီးကျွန်တော်နောက်ဆုံးနေ့တစ်ခုပဲဒေါက်တာချက်ကြီးနေကွာခင်ဗျာဒီခစ်ဆက်ဆက်ကိုလူဖြတ်တန်းလာကွာအခုခင်ဗျားနေတယ်ပြောမှာဆိုကွာဘယ်လိုပြောမှာဆိုဒီခုခင်ဗျားခစ်တော့ကလူငယ်တွေရဲ့သဘောနဲ့ကျွန်တော်တို့ဒီလူငယ်သဘောတွေဘာတွေကွာခြားသွားတယ်ဒီအတွေးခေါ်တွေကအဲ့တော့ဟုတ်တယ်တွေးခေါ်တွေးနေဥမာကျွန်တော်တို့နဲ့နိုင်ရှင်းလိုက်ပါဗျာဘယ်လိုပြောမလဲကျွန်တော်တို့ဒီ1980 born နေပေါ့နော်1990 born နေလည်းပြောရမှာပေါ့နော်ဒီ2000 born နေနဲ့ရှင်တော့အများကြီးကွာတယ်ဟိုရှင်းပြရင်ဘယ်လိုလဲဆိုသူတို့ရဲ့အတွေးခေါ်အယူဆတွေအမြင်တွေပြီးတော့သူတို့တွေးခေါ်ပုံတွေစကျွန်တော်ကအရင်တော့1990 born နေ2000 born နေရပါလဲဆို basic ဆန်တယ်ဟလာဘယ်လို basic ဆန်လဲဆိုအကြောင်းအရာတစ်ခုတွေးလိုက်အခြေခံလောက်ပဲတွေးတာအဲ့လိုလားတကယ်တော့အခြေခံလောက်ပဲတွေဟာဒါမရှိမဖြစ်ဘူးအဲ့လောက်ပဲဒီလောက်ပဲဒီကနေဒီရဲ့နောက်ပိုင်း Gen Z တွေရောပြောမှဆိုသူတို့ကဒီထက်နေငါတို့ဘာအကျိုးမြတ်အောင်ဘယ်လိုလုပ်မလဲငါတို့ဒီထက်နေဘယ်လိုပြီးမှဒီဟာကိုဘယ်လိုတိုးတက်အောင်လုပ်မလဲမတူတော့ဘူးတကယ်ပြောတာဒီရဲ့ generation gap ကအရင်ကြီးတယ်ဟုတ်တယ်အမြင်ပဲဒါကျွန်တော်လက်တွေ့ပဲအရင်ကြီးတော့ဒီကောင်တွေကဘယ်လိုနောက်တစ်ခုဖြစ်လာရင်ကွာအမှန်တရားအတွက်ဆိုဘယ်လိုလုပ်မလဲအဲ့မှာဟို
ရှင်းပြအမှန်တရားတစ်ခုတည်းဆို grab brother ထွေဆိုပြောလို့